ညနေခင်းတစ်ခုမှာတော့လူနာနဲ့နိုရာတငယ်ချင်းညောင်မုံဝယ်နေခဲ့ကြပါတယ်။လူနာကတော့ဖုန်းပို့လို့ကောင်းနေတော့မှပဲဒီဆိုင်ကလှုပ်တဲ့မုံတွေကအရန်ကိုရတာရှိရပါ။ဦးလေးကျမကိုခန်းချင်တဲ့အနှစ်နဲ့လှုပ်မပေးနဲ့နော်။အဲ့ဒီချိန်မှာပဲလူနာထလာပြီးခန်းချင်တဲ့နေရာကောင်းပါရဲ့ဟာ။ဦးလေးခန်းချင်တဲ့အနှစ်ထဲ့မယ်နော်။ဟဲ့မထဲ့ဘူးလို့ပြောနေတယ်လေ။နင်မကြိုက်မစားနဲ့ပေါ့ဟာ။ဘာဖြစ်။ငါမကြိုက်ဘူးဟာ။အဲ့ဒီချိန်ကယွန်စရာကြီးဟာ။ဟဲ့ဒီညငါပဲကြွေးတာနော်နင့်ကိုမကြွေးပဲထားလိုက်ရမလားအာကဲတော်ပြီနားရညီးလာပြီဦးလေးတယောက်တစ်ခုလှုပ်ပေးလိုက်မယ်နည်းနည်းတော့သေးသွားမယ်နော်โอเคလားအစင်ပြေရဲ့ဦးလေးအဲ့ဒီခန်းချင်နေဖက်တွေတစ်ဖက်မှမပါစေနဲ့နော်အဲ့ဒါဝတ်တွေပဲစားတာဟဲ့နိုရာနင်များနေပြီနော်ငါစိတ်ရှည်လိုက်တီးထည့်လိုက်တော့မယ်ကဲတော်ကြပါတော့မီးပြစေအောင်ဒီချိန်ကြီးမင်းကလေးနှစ်ယောက်ထဲသွားရဲတယ်ပေါ့မင်းတို့ရဲ့အိမ်ကဘယ်နားမှာလဲသမီးတို့အိမ်ကတိတ်မဝေးပါဘူးဒီနာ2လမ်းကျော်လောက်ဆိုရောက်ပြီလေဟုတ်တယ်မလားနိုရာဟုတ်တယ်လေဟုတ်တယ်။အော်ဒီနားကနေ2လမ်းကျော်ဆိုတော့မင်းတို့ဟိုကျောင်းကြီးကိုဖျက်သွားမှာပဲနော်သိရမလားပရဲ6တဲ့ကျောင်းလေ။အော်သိတယ်ဦးလေးအဲ့ဒါဂျင်းအကြီးစားကြီးပါ။ဟဲ့ဂျင်းမဟုတ်ဘူးနော်ကလီမာတို့အဲ့ဒီကျောင်းသားဖျက်သွားရင်ကျောင်းကိုလည်းမကြည့်နဲ့အနောက်ကိုလည်းမကြည့်နဲ့အိမ်ကိုတန်းတန်းသာပြန်ဦးလေးကစေတနာနဲ့ပြောတာနော်။ဟုတ်ပါပြီရှင်ကျေးဇူးပါနိုရာကတော့ကျောင်းကြီးကတကယ်သေး6တာဆိုတာကိုကြားလိုက်ရတာမလို့လန့်နေပါလေရောဟဲ့လူနာငါတို့အိမ်ပြန်ရမှာတော့ခက်ကြကြဖြစ်လာပြီဟာနင်းရလေလေအရင်မရအဖက်မြရှောက်ကြောက်နေတယ်အဲ့ဒါဂျင်းတွေဟာဒီမှာငါပြောပြမယ်အဲ့ဒီကျောင်းစွန့်ပစ်ထားတာကြားပြီဒါပေမဲ့အဲ့ဒီကျောင်းတွေကိုလူတွေဝင်နေမှာဆိုလို့အခုလိုရှောက်ပြောထားကြတာဟာတကယ်မဟုတ်ဘူးအင်းနော်နင်ပြောတာလည်းဖြစ်နိုင်တာပဲအင်ချီရမဲ့တွေကျောင်းထဲဝင်နေမှာဆိုလို့အခုလိုတည်င်းနဲ့လွင့်ထားတာနေမယ်ဒီခေတ်ကြီးမှာပါတရေမှမရှိဘူးငါ့ကိုရှုံးโอเคနောက်ကျနေပြီပြန်ရအောင်ပါဟဲ့နိုရာပြန်မဲလို့ပြောနေတယ်လေဘာတွေကြောင်ညာတော့အော်အေးပြန်မယ်လေအဲ့ဒီလိုနဲ့လူနာနဲ့နိုရာလဲစပိန်တယောက်တစီနဲ့အိမ်ကိုပြန်လာကြတာပေါ့အဲ့လိုပြန်လာရင်မှုံးဆိုင်ကဦးလေးကြီးပြောတဲ့ကျောင်းစီကိုရောက်လာတာပေါ့နိုရာတို့ကျောင်းရှိကိုရောက်သွားတာနဲ့ကျောင်းတကားကြီးကသူ့ဘာသာသူထပွင့်သွားပါတော့တယ်နိုရာတို့လည်းလန့်သွားပြီးကြောင်တောင်တောင်နဲ့ရက်နေပါတော့တယ်လူနာနေရက်နေနဲ့လေဟိုဦးလေးပြောတာမမှတ်မိဘူးလားနေလေသွားရမှာဟာငါကြောက်လာပြီတောက်ယူထမနေနဲ့အဲ့ဒီတကားအဆုတ်ကြီးဟာလေတိုက်လို့ပွင့်လာတာဒီကျောင်းထဲမှာဘာမှမရှိဘူးလူနာကသာမရှိဘူးပြောနေပေမဲ့ကျောင်းထဲမှာတော့မမြင်အပ်တဲ့မကောင်းဆိုးဝါးတွေအများကြီးရှိနေတာပါနောက်ရက်မနေ့ကျောင်းတက်ချိန်မှာတော့လူနာကကျောင်းပြက်ကြီးကျောင်းကိုသူ့ရဲ့တခြားတငယ်ချင်းတွေကိုပြောပြနေခဲ့ပါတယ်အဲ့ဒီကျောင်းကအမှန်အကန်ကျင်းထဲ့နေရနော်ငါတော့သိပ်မကျေနပ်ဘူးအဲ့ဒီကျောင်းကကျင်းမာဆိုတာကိုတသိပြချင်တယ်ရိုစီရဲ့အေးဟုတ်တယ်ငါလည်းအဲ့ဒါမျိုးဆိုလက်မခံဘူးငါတို့မျိုးတိတ်ခါကြတယ်ဟာဟုတ်တယ်ဒီကျောင်းထဲမှာတရေမရှိတဲ့အကြောင်းတသိဘလို့ပြမလဲဟဲ့ဒီကျောင်းတော့အားကြပူတာရောအဲ့ဒီကျောင်းထဲမှာမိန်းမကြီးတယောက်ရှိတယ်တဲ့အဲ့ဒီမိန်းမကြီးကသူ့ကျောင်းထဲဝင်လာတဲ့သူပြန်မလို့ပူရဲနော်အဖွဲလိုက်ဝင်တဲ့အဖွဲရဲ့တရားကျောင်းထဲမှာနေခဲ့မှကျန်တဲ့သူတွေပြန်ထွက်လို့ရှာရတဲ့ဒါပေမဲ့ငါတို့သိမယုံချင်မအောင်ဟာအေးအဲ့ဒါဆိုငါတို့အဲ့ဒီကျောင်းထဲဝင်ကြမယ်လေဘယ်ချိန်ဝင်မှာလဲဘယ်ချိန်ဝင်ရမှာလဲဒီနေ့ကျောင်းစင်းတာနဲ့ဝင်မယ်လေဘလို့လဲโอเคလေငါတို့ကင်မရာယူလာမယ်ဟာအဲ့ဒါမှတတ်သိယူလို့ရမှာငါတို့ကြောက်နေရဟာဟဲ့မိကငါပြောပြထားတယ်လေအိုးအေးပါလူများတာပဲဘာမှမဖြစ်တော့ပါဘူးဒီမှာနိုရာနင်ဘာမှမဖြစ်စေအောင်ကြားလားငါတို့ဒီကျောင်းရဲ့အမှန်ကိုဖော်ထုတ်နိုင်ငါတို့နာမည်ကြီးပြီပဲတခုခုဖြစ်သွားရော Many hours later ခုတော့လူနာတို့တငယ်ချင်းလေးရအဖွဲ့ကျောင်းရှိကိုရောက်လာပါပြီအချိန်ကတော့ညနေ4 နာရီလောက်ပါလောလောဆယ်သူတို့မဝင်ခင် channel လေးကို subscribe လုပ်ထားပေးပါအောင်နော်စာကူရာဇလန်းတွေကိုဒီ channel မှာပဲတင်ပေးပါမယ်ရိုစီယာစပြီးငါတို့အထဲကိုဝင်လို့ဖြစ်ပါမလားဟဲ့အထဲကိုလည်းလမ်းရှိုးဒီလောက်လင်းထိန်နေတာဘာကိုကြောက်ရမှာတော့လူနာပြောသလိုပါပဲကျောင်းမှာတီတိုင်းကြည့်ရင်ဘာဆိုဘာမှကြောက်စရာရှိမနေပါဘူးတာမန်စွန့်ပစ်ထားတဲ့ကျောင်းမှာပဲဝင်မှာဆွေလည်းဝင်ရောက်လေဟာမြင်မြန်ဝင်နင်းနေထွက်တာပေါ့နိုရာငါတို့ကဒီကျောင်းမှာဘာတရေမှမရှိဘူးဆိုတာတတ်သိပြဖို့လာတာနော်လာလေတာမဟုတ်ဘူးသဘောပေါက်လားကြောက်တဲ့ဒီမနီခေဒါပေမဲ့နင်းဒီခေလာနဲ့ငါတို့တကယ်ချင်းမဟုတ်တော့ A few moments later နောက်ဆုံးမှာတော့လူနာတို့အဖွဲ့ကျောင်းခန်းထဲကိုရောက်လာကြပါပြီအိုးဟိုဒီထဲမှာတော့မှဖုန်းလိုင်းကအပြည့်မိနေရပဲမင်္ဂလာပါကျ
ကျမရောက်နေတာကတော့လူတွေကျင်းထက်နေတဲ့တရေချောက်တဲ့ကျောင်းကြီးကိုရောက်နေတာပါကျမတို့ကဒီကျောင်းထဲမှာတရေမရှိဘူးဆိုတာကိုသက်သေပြဖို့လာတာပါကျမနဲ့တူတူလိုက်ပါကြည့်ရှုပေးကြပါအောင်နော်ဒီကျောင်းကြီးထဲကိုကျမရောက်တာ9မိနစ်ကျော်နေပြီဘာတရေမှမတွေ့ရသေးဘူးဝါကျမပြင်းတော့ပြင်းလာပြီရှင်အဲ့ဒီချိန်မှာပဲ Black Tea က အရူဒီမဆူနေအချင်းကုန်းနဲ့လူခွဲပြီးတရေရှာရကောင်းမဲ့တဲ့နဲ့အာဒီဘက်ကိုသွားမယ် အရင်ကြောက်နေလားနိုရာ နေငါနဲ့ရှိနေမယ်မလားရိုးစီ အေးပါငါဘယ်ကိုမှမသွားပါဘူးနင်ကတရေကိုတော်တော်ကြောက်တာလားနည်းနည်းပဲလား ဟာနေရလည်းမသိဘူးဟာ Black Tea တယောက်ဖုန်းတစ်လုံးနဲ့ရှောက်သွားနေရင်တနေရာအရောက်မှာတော့ကျောင်းခန်းတစ်ခန်းကိုမြင်လိုက်ရပါတယ်ကျောင်းခန်းထဲမှာကျောင်းသားကျောင်းသူတွေရှိနေကြတာပါစာလုပ်တဲ့သူကလို့ဖုန်းပုတ်တဲ့သူကပုတ်နေပါ What the ပါလာဟာဒီကြောင်ကကြမ်းမြခြင်းမဟုတ်ဘူးလားငါမြင်မမပေါ့နော် Black Tea လည်းတငယ်ချင်းတွေနားကိုပြန်ပြေးပါလေရော လူနာဟိုနာခင်းနေမှလေလူရရှိတယ်ဟာစာတင်ရန်တခုပဲဟာ ဟာနေလာနောက်မနေနဲ့နော်ဒါကျောင်းပြက်ကြီးဟာ ဟာငါမလိမ်ဘူးလာငါတော့ကိုလိုက်ခဲ့ ဒီလိုနဲ့3ယောက်လုံး Black Tea နောက်ကိုလိုက်သွားကြတာပေါ့ဒါပေမဲ့4ယောက်လုံးအခန်းရှိကိုရောက်သွားတဲ့အခါမှာတော့ကျောင်းစာသင်ခန်းကအလွတ်ကြီးဖြစ်နေတာပါဘယ်မှလဲနင်ပြောနေတဲ့လူတွေနင်ကလာစားနေပြီဟာသူတို့အားလုံးမသိလိုက်တာကသူတို့ဘေးမှာအနီရောင်ဝတ်စုံကြီးနဲ့မိန်းမကြီးရောက်နေရပါပဲ ငါမင်းခေရတေချပါရဲဟာအမြင်မမပါဘူး ဒါပေမဲ့လည်းအခုတော့အရာအားလုံးကမှောင်မဲပြီးတိတ်ဆိတ်လို့သွားပါပြီညနေဘက်ကနေညဘက်ကိုလည်းရောက်သွားခဲ့ပါပြီလူနာတုတ်ကတော့တတိလစ်နေတော့မှာပဲအချိန်တော်တော်ကြာသွားမှာပဲလူနာလည်းတတိရလာပြီကျောင်းထဲမှာပဲရှိနေသေးတာကိုသိသွားပါတော့တယ်ဟဲ့ထကြတော့ဟာညဘက်တောင်ရောက်သွားပြီဟာဟဲ့ရိုစီထပါဆိုနင်တို့ကလည်းထတော့လို့ ဟာအဲ့လိုကောင်းလိုက်တာဟာအေးညဘက်တော့ရှောက်သွားပြီလားလူဖြစ်တာလေ ဘလို့ဖြစ်တာလဲလုံနေနဲ့နူရာပြောက်နေတဲ့ဟာသူ့မတွေ့တော့ဘူးငါတို့အကူကြီးတောင်းမရတော့မယ်ကျောင်းကအကျိအပြားလူတွေကိုအကူကြီးတောင်းပြီးနိုရာကိုရှာတာပိုကောင်းမယ် အဲ့လိုပဲလောက်တာပေါ့ ဒါပေမဲ့ထောက်ပေါက်တကားကပိတ်သွားပြီးလော့ကျနေပါပြီ တောက်ရှုတကားပဲဒီချင်းကြီးကြမှာဟာဘလူးလုံးအောင်မလဲ ဘလို့မှလုံနေနဲ့နူရာကိုငါတို့ကိုယ်တိုင်တေချာလိုက်ရှာမှရမယ်သူတို့မသိသေးတာကနူရာကတရေဖန်းနာကိုခံလိုက်ရပြီးပြန်မလွတ်နိုင်တော့ပါဘူးနိုရာနင်တီထဲမှာပဲလားလာဟာငါတို့အပေါ်ထက်ကိုတက်ရှာကြည့်မယ်ဒုက္ခပါပဲဟာငါတို့အဖွဲ့မှာသူအကြောက်တက်ဆုံးပါဆိုကြောက်တက်တဲ့သူမှရွေးပြောက်သွားတယ်အခုဆိုနိုရာဘလောက်တောင်ကြောက်နေမလဲမသိဘူးနိုရာအခန်းတွေစုံအောင်ရှောက်ရှာနေကြပေမဲ့နိုရာကိုတွေးဖို့နေနေသာသာပါတန်းမှတော့မကြားရပါဘူးဟဲ့ဒီကန်းထဲမှာတခုခုရှိတယ်ဟာဒါပေမဲ့အခန်းကိုဖွင့်ကြည့်လိုက်တော့ကြွက်တွေတောင်းကျနေတာပဲတွေးလိုက်ရပါတယ်တောက်ကြွက်ဆုပ်တွေကတမျိုးဟာနိုရာတော့ဘယ်ရောက်နေလဲမသိဘူးလက်တီကတော့တယောက်တည်းနေခဲ့ပြီးကျောင်းတကားဖွင့်ဖို့ကြိုးစားနေရပါ ဟာဒီကပွင့်မတော်တော်ခက်နေရပဲဟာငါသားယောက်ျားနေစုကောင်းမှာပဲဟာတခါရီကိုစိုက်ခွေးပြစ်မှာ လူနာတို့လည်းနိုရာကိုရှာရင်တနေ့အရောက်မှာတော့မိမကြီးကတချင်းညီးတန်ကိုကြားနေခဲ့ရပါတယ်ဟမ်တချင်းညီးတန်ကြီးကဒီခန်းထဲကလာနေရပဲဖွင့်ကြည့်လိုက်မယ်ဟာဒါပေမဲ့အခန်းထဲမှာဘာဆိုဘာမှရှိမနေပါဘူးဆိုပေမဲ့လည်းအပြင်ကိုပြန်ထွက်လာတဲ့အခါမှာတော့ကျောင်းသားကျောင်းသူတွေအများကြီးမှတ်တက်ကြီးရက်နေတာကိုတွေ့လိုက်ရပါလေရောဒါပေမဲ့အကုန်လုံးကကြောက်စရာကောင်းတဲ့ပုံစံကြီးတွေဖြစ်နေတဲ့တရေတွေပါပဲမိမကြီးရဲ့ရီတန်ကြီးကလည်းစူညမ်းနေရပါပဲကံကောင်းသွားတာကတော့ Black Tea ကတကားကိုဖွင့်နိုင်ခဲ့ပါပြီလူနာနဲ့ရိုစီတို့ကတော့ကြောက်အားလန့်အားနဲ့စွတ်တွေပြေးဆင်းလာတာပါပဲ ဟာတကားပွင့်သွားလို့တော်သေးတယ်အပြင်မှာအကူကြီးတောင်းမရမယ် လူနာတို့3ယောက်လဲနိုရာကိုပြန်ခဲ့ဖို့အပြင်မှာအကူကြီးလိုက်တောင်းကြတာပေါ့ A few moments later. ကျမတို့ကူညီပါအောင်ရှင်ကျမတို့ဟိုကျောင်းပြက်ကြီးတဲ့ဝင်တာအခုကျမတို့ရဲ့တငယ်ချင်းတယောက်ကျောင်းပြက်ကြီးထဲမှာပျောက်သွားလို့လေအဲ့ဒါကူရှာပေးပါအောင်ရှင် ဟမ်မင်းတို့ကကြောင်းပြက်ကြီးတဲ့ဝင်းနေဟုတ်လားဟာပြောရမှာတော့စိတ်မကောင်းမင်းတို့အခုလိုကြောင်းထဲကနေထွက်လာရဲဆိုတာမင်းတို့ရှာနေတဲ့တငယ်ချင်းကိုတရေတွေကဖမ်းထားလို့ပဲသူကကြောင်းပြက်ကြီးရဲ့ကြောင်းသူဖြစ်သွားပြီကွာစိတ်မကောင်းပါဘူးကွာ ရှင်အဲ့ဒါဆိုကျမတငယ်ချင်းကတေသွားပြီလားယင် အေးရှင်းပြောရရင်တော့တေသွားပြီကွာသူတေသွားလို့မင်းတို့3ယောက်ပြန်လွတ်လာတာကွာအဲ့ဒီကြောင်းထဲဝင်ရင်လူတစ်ယောက်ကဘယ်တော့မှမလွတ်ဘူး အခုဆိုရင်တော့နိုရာတယောက်တရေချောက်တဲ့ကျောင်းပြက်ကြီးရဲ့ကျောင်းသူအသေးဖြစ်လာပါပြီ
ဒါပေမဲ့နိုရာကတရေကိုဘယ်တော့မှကြောက်မှာမဟုတ်တော့ပါဘူး